ရှောက်နေတာတွေကိုမကြိုက်ဘူးအသားရည်ကိုတစ်ပတ်အတွင်းဝင်းဆိုချင်တာပဲကြိုက်နေတဲ့သူတွေအတွက်အရန်ကိုအနက်လေးကတင်းတင်းလေးနဲ့ပေါ့နော်အသားရည်ချောင်းနေတဲ့သူတွေကိုဆွဲမစရာကောင်းတဲ့အသားရည်ကိုရရှိစေဖို့ရအတွက်မြက်ကအလားစီလေးကိုအသုံးပြုစေချင်ပါတယ်မြက်ဆိုရင်အသားအရင်၆တဲ့ထက်မှာပါတယ်ဆောင်းရသည့်တိုင်းလိုကိုပေါ့နော်အသားရှည်ကဘိုလ်လိုရှင်တစ်မျိုးတည်းနဲ့ဘယ်တော့မှမရပါဘူးဝိုင်းတစ်ခုခုကူရတယ်ပေါ့နော်မိကဆိုရင်မြက်ကbaby mind ဝိုင်းကိုကူပြီးတော့ပေါ့နော်ဒီကိုသုံးနေတဲ့ body lotion တွေကိုလိမ့်လာခဲ့ရတယ်ဒီနှစ်တော့အခုတော်တော်အရန်ကိုဟော့နေတဲ့အလားစီလေးပါဒီအလားစီလေးပေါ့နော်ဒီအလားစီလေးကိုမြက်ကဒီဆောင်းရသည့်အတွက်ရွေးချယ်ထားပြီးဒီအလားစီကိုကိုသုံးနေတဲ့ body lotion တွေကိုရောပြီးတော့လိမ့်ပေးရမယ်သူ့ရဲ့အနှံ့ကလည်းပေါ့နော်တင်းတင်းလေးပါပဲတင်းတင်းလေးရလိမ့်လိုက်တဲ့အခါပါမှာလဲပေါ့နော်စီကတ်မှုလုံးဝမရှိဘူးတို့အရက်ထဲမှာပေါ်နေတဲ့ပေါ့နော်အလားစီတွေကလိမ့်လိုက်ပြီးဆိုရင်လည်းစီကတ်တက်ကြီးဖြစ်တယ်ဒီကောင်ကလုံးဝစီကတ်မှုမရှိဘူးပေါ့နော်ပြီးတော့အဲ့အလားစီတွေကဘာသွားလိုက်တဲ့အခါမှာအရေးပြောင်းဖုန်တင်တာလို့ရပါရှိရပေါ့နော်ဒီဟာကအဲ့လိုမျိုးမဖြစ်ပါဘူးမျက်လိုမျိုး body အသား၆တက်လူတွေအဓိကကတော့ဒီအေးရဲ့ဒေတာမှာနေတဲ့သူတွေဆိုတော့ဒီဘူးလေးကိုတဘူးလောက်တော့စောင်းတာမြက်ကအေးရဲ့ဒေတာမှာတော့နေရမို့အပူပိုင်းမှာနေပြီးမှ body အသားကအရင်၆တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဝိုင်းကိုဒီနှစ်အတွက်ပေါ့နော်ဒီဘူးလေးကိုထုတ်ပြီးတော့သုံးမယ်အနက်လေးကလည်းတင်းတင်းလေးဖြစ်တယ်ပေါ့နော်ဒီဘူးကိုလိမ့်ပေးခြင်းအားဖြင့်အသား၆တာတွေတက်တာစီတယ်ပြီးတော့ဆောင်းရဒီမှာဆိုရင်ချစ်ဖနောက်ကွဲတဲ့သူတွေအသားရည်မနီမညာဖြစ်နေတဲ့သူတွေဆောင်းရဒီမှာအရန်အေးလွန်အားပြီးတော့အရေးရတဲ့၆တွေအလက်ချစ်ဖြစ်နေတဲ့သူတွေဆိုတော့ဒီຢာလေးကိုတဘူးလောက်တော့ဆောင်းထားပေးပါနော်ဒီဘူးလေးကဒီထဲမှာဆိုရင်တန်လင်းစီလည်းပါတယ်ပြအဆန်တိုက်ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီတက်ကိုကောင်းကောင်းကြီးဖြည့်ပေးတယ်ဖြည့်စီးပေးရပေါ့နော်အဲ့တော့ဒီ body lotion နဲ့မှာဆိုဒီဘူးကိုထည့်တော့ဒီဘူးလိုချင်တဲ့သူတွေဆိုရင်မျက်စိမှာမှာယူလို့ရပါပြီ။ concept မှာယူမယ်ဆိုရင်09399939တခြားကို concept မှာယူလို့ရပါပြီ။နေရသူတွေဆိုရင်အယောင်ဝတ်ချစီနဲ့လည်းပို့ပြီးနေပါပြီ။ဆိုင်ကိုလာရောက်ဝယ်ယူအပ်ပေးမယ်ဆိုတော့မြတ် cosmetics skin care and beauty ဒီမှာဖွင့်နေထားတဲ့ဆိုင်ကိုလာရောက်ဝယ်ယူအပ်ပေးလို့ရပါပြီ။ဒါအမှားစီနော်။